ကျွန်တော်တို့ဒီ bacteria skin infection ပြီးသွားခါမှာတော့ fungal infection ပါကြောင်းဆွေးနွေးသွားမှာဖြစ်ပါတယ် fungal skin infection လို့ကျွန်တော်ပြောတဲ့ခါမှာဒီရှေ့မှာဆွေးနွေးခဲ့တဲ့ကျွန်တော် moisture ပေါ့နော်ဒီစိုးထိုင်းစားပေါ့အဲ့တော့ကျွန်တော်ဒီအရေပြားမှာကျွန်တော်ဒီစိုးထိုင်းစားမြင့်တဲ့နေရာတွေပေါ့နော်ဒီကျွန်တော်ဒီခြေချောင်းလေးတွေเนาะခြေချောင်းကြားလေးတွေလက်အင်္ဂါပတ်လဲဒီ no ပေါ့နော်တားမြက်ရဲ့အောက်ပိုင်းဒီလိုမျိုးနေရာတွေကတော့စိုးထိုင်းစားမြင့်တယ်လို့သတ်မှတ်ရတယ်ပေါ့နော်အဲ့တော့သူတို့တွေအဲ့လိုနေရာတွေမှာဆိုရင်ဒီလို fungi ပိုးလေးပေါ့နော်ကခိုအောင်လို့ရတယ်ဆိုတော့အဲ့ fungi လို့ပြောရင်တော့နှစ်မျိုးရှိရပေါ့နော် yeast ဆိုတာကြားဘူးเนาะ yeast နဲ့ mold နဲ့ပေါ့နော်နှစ်မျိုးရှိရပေါ့နော်သူတို့ကဒီပုံစံလေးကွာသွားလို့သူတို့ရဲ့ဒီကူးစက်ပုံလေးလည်းကွာသွားတာမျိုးလေးရှိရပေါ့နော်ဆိုတော့ yeast လို့ပြောရင်တော့ candida ပေါ့နော် candida ဆိုတဲ့ဟာကတော့အကောင်းဆုံးဥပမာဖြစ်တယ်နောက် dermatophytes ပေါ့နော် dermatophytes ဆိုတာပြော mold ကိုပဲပြောတာเนาะ mold တွေနဲ့ dermatophytes တွေကတူတယ်เนาะဆိုတော့အဲ့နှစ်မျိုးရှိရเนาะအဲ့ဒါနောက်မှကျွန်တော်ဆက်ပြီးတော့ဆွေးနွေးသွားမှာပါfungi လို့ပြောရင်ကျွန်တော်ကဒီ bacteria မှာတော့ကျွန်တော်ဒီအပေါ်ယံကူးစက်တာရှိလို့တခါလေ deep ဖြစ်သွားတယ်အထက်ထိကူးစက်သွားမျိုးတွေရှိရဆိုပေမဲ့ fungi လို့ပြောရင် fungal infection လို့ပြောရင်တော့ကျွန်တော်သူကတော့ outer layer ပေါ့ဒီအပြင်ဘက်မှာပဲကူးစက်မှုရှိပါတယ်ဆိုတော့ fungal ကကျွန်တော်ဒီပြန်ပြီးတော့သိစေချင်တာဒီ moisture ပေါ့နော်စိုးထိုင်းသားကြောင့်ဖြစ်တဲ့သူဖြစ်တဲ့အတွက်အဝါလုံးဝါရတဲ့ဒီသူအုပ်စုတွေမှာပို့ပြီးတော့အတွေ့များတယ်နောက်တစ်ခုကကိုခံအားနေတဲ့သူအုပ်စု diabetes ပေါ့နော်ဒီစီးချိုရှိနေတဲ့အုပ်စုအဲ့လိုမျိုးတွေမှာပို့ပြီးတော့အတွေ့များတာကိုတွေ့ရပါတယ် fungal skin infection ကျွန်တော်ဘယ်လို diagnose လုပ်မလဲပေါ့နော်ဆိုတော့ရှေ့မှာပြောခဲ့လို့သူ့ရဲ့တွေ့ရှိရတဲ့နေရာပေါ့နော်သူနဲ့ bacteria skin infection နဲ့လည်းကွာခြားမှုတွေလည်းပြောခဲ့တွေ့ရှိရတဲ့နေရာလည်းကွဲပြားရပေါ့နော်နောက်တစ်ခုကသူ့ရဲ့ပုံမှန်တက်တာပေါ့သူကတော့အနီနေမယ်ပေါ့နော်ပိုးဝင်တာဖြစ်တယ်နီနေမယ် irritate ဆိုတာဒီရဟယနာမျိုးတွေဖြစ်မယ် scaly rash ပေါ့သူကဒါလေးကတော့ bacteria နဲ့ကွဲသွားတာပေါ့သူက scaly ဆိုတာအပေါ်မှာအလွှာပြင်လိုမျိုးလေးတစ်ခုထပ်ရှိနေဟာလို့နော် scaly rash လေးတော့တွေ့ရတယ်တဲ့သူ့ကိုလည်းကျွန်တော်ကဘယ်လိုဒီလိုကြည့်ပြီးဆုံးဖြတ်လို့ရလို့တခြားနည်းရတော့ကျွန်တော်ဒီအရေပြားအသားစားယူရအောင်နော် scraping လုပ်လိုက်မယ်အသားစားလေးယူပြီးတော့ကျွန်တော် culture လုပ်လိုက်အောင်နော်ပိုးမွေးကြည့်လိုက်တာမျိုးတွေနဲ့ကြည့်လို့လည်းရပါတယ်တဲ့ဒါကတော့ကျွန်တော်တို့ fungal skin infection ရဲ့နမူနာပုံလေးတချို့ကိုကျွန်တော်ဒီ Google website ကနေယူပြီးတော့ပြထားတာဖြစ်ပါတယ်ခင်ဗျ fungal skin infection ကိုကျွန်တော်တို့ကုသတဲ့ပုံစံပေါ့နော်ဆိုတော့နှစ်မျိုးပဲကျွန်တော်စဉ်းစားတော့ကျွန်တော် moisture ကြောင့်ဖြစ်တယ်ဆိုတော့ moisture ကိုကျွန်တော်တို့ short ချနိုင်တဲ့နည်းလမ်းတွေစဉ်းစားမယ်နောက်တစ်ခုကဆေးပေါ့နော် fungal ဖြစ်တဲ့အတွက်တော့ anti fungal ဆိုတဲ့ဆေးကိုပေးမယ်ပေါ့နော် anti fungal တွေကကျွန်တော်ဈေးကွက်ထဲမှာလိမ့်စေးအများအပြားရှိပါတယ်အဲ့တော့အဲ့ဒါတွေလိမ့်လို့လည်းတတ်တာလို့လိုအပ်ရင်တော့ကျွန်တော်တို့ရှမ်ပူလိုမျိုးပေါ့နော်ရှမ်ပူလိုမျိုးတွေလည်းရှိတယ်ဆိုတော့ဥကောင်းမှာဖြစ်တဲ့ဟာမျိုးတွေရှိရအောင်เนาะသူရဲ့ဆိုတော့အဲ့မျိုးဆိုရှမ်ပူလိုမျိုးကောင်းလျှော်ရည်လိုမျိုးတုံးလို့ရ anti fungal ပါတဲ့ရှမ်ပူတွေရှိပါတယ်နောက်လိုအပ်ရင်ကျွန်တော်တို့ဒီပါးစပ်ကနေတောက်တဲ့တောက်ဆေးတွေလည်းရှိပါတယ် anti fungal ပေါ့နော်ဆိုတော့ moisture ကိုဘယ်လိုကာကွယ်မလဲပေါ့နော် moisture ကိုကာကွယ်တဲ့နည်းလမ်းတွေကတော့ဆိုပါစို့ဒီခြေချောင်းတွေဆိုတော့တက်နိုင်တဲ့လောက်ဒီရှေးမဝတ်ပဲနေတာတော့ဒီဖက်နက်ဆိုရင်လည်းကျွန်တော်ဒီလုံပိတ်စေတဲ့ရှူးတွေပါတယ်ရှောင်ပြီးညက်ဖက်နက်လိုမျိုးဟာလေး spot ပေါ်ပါစီးတာမျိုးလုပ်တင်တယ်လိုအပ်ပေါင်ဒါလေးထည့်ပြီးတုံးတာမျိုးပေါင်ဒါတွေပေါ့နော်ပေါင်ချန်တွေမှာပေါင်ဒါလိမ့်တာတော့ခြေဘဝတွေမှာပေါင်ဒါထည့်တာဒါမျိုးလေးလုပ်လေကောင်းပါတယ် corticosteroid အနေနဲ့ရောဒီ treatment တွေမှာတော့တုံးကြတာရှိတယ်ဒါပေမဲ့ဒါတော့တည်တဲ့အတိုင်းကျွန်တော်ဒီညွှန်ကြားမှုပါမှဒါလေးတုံးတင်တယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော် anti fungal ပေါ့ anti fungal ရဲ့အကြောင်းပြန်ပြီးတော့ရှင်းပြတာပါ anti fungal ကသူကဘာလုပ်ပေးလဲဆိုတော့ဒီ fungal infection ကုသပေးဘာအတွက်ဘယ်လိုလုပ်ပေးလဲဆိုတော့ဒီကျွန်တော်ဒီအဲ့အရေပြားပေါ်မှာ fungi တွေပေါ့နော်ဒီကြီးထွားလာမှုကိုတားဆီးပေးတယ်သူတို့တက်ပြီးတဲ့ဤအားဖြင့်ကျွန်တော်ကဒီဒီအရေပြားမှုကတ်တဲ့ယောဂကိုကုသပေးရဖြစ်ပါတယ်ဆိုတော့ရနိုင်တဲ့နီလန်းတွေအများစုကဒီ cream တို့ဒီလိမ့်စေးပေါ့နော်အဲ့ဒါကြီးရတယ်လို့ရှမ်ပူတို့ဘာလို့လဲရှိပါတယ်ကျွန်တော်ဒီဥကောင်းမှာမှုဆွဲထားမှာဆိုကျွန်တော်ရှမ်ပူ anti fungal ရှမ်ပူသုံးလို့ရတယ်ရှေ့မှာပြောခဲ့ပြီးတော့နော်တောက်ဆေးတွေရှိလို့ထိုးဆေးထိတော့ရှိပါတယ်ဆိုတော့ဒီ anti fungal ကမျိုးစေ့ကွက်ထဲမှာလာနေတော့ဒီကျမရေးဝင်တဲ့ညွှန်ကြားမှုနဲ့တောက်သုံးတာမျိုးပို့ပြီးတော့အားပေးပါတယ်နောက်တစ်ခုတော့ဒီဈေးကွက်ထဲမှာလာတဲ့ထဲမှာ anti fungal ကို corticosteroid နဲ့တွဲထားတဲ့ဟာတွေလည်းရှိရပေါ့နော်ဆိုတော့ကိုယ့်ဘာကိုသုံးမဲ့ဆိုတော့ corticosteroid မပါတဲ့ဟာကိုပဲဦးစားပေးပြီးဝယ်ခြင်းနဲ့ကယ်၍ဒီညွှန်ကြားမှုရှိတဲ့ဆရာဝန်ကဒါမှမဟုတ်ကျမရေးဝင်တဲ့ညွှန်ကြားထားရဆိုတော့လေ
antifungal နဲ့ corticosteroid ပေါင်းထားတဲ့ဆေးတွေလည်းတောက်သုံးလို့ရပါတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော် superficial fungal infection ကြောင့်ဆွေးနွေးမယ်ပေါ့နော်ကျွန်တော်တို့ဒီအဲ့တော့ဒီဟာတွေက benign infection တွေပေါ့နော်တော့ဒီအရေပြားပေါ်မှာအိုးကောင်းပေါ်မှာဒီကျွန်တော်ခြေသက်လက်တယ်ပေါ့နော်အဲ့ဒါတွေပေါ်မှာကျွန်တော်ဖြစ်တတ်တဲ့မှုဆွဲတဲ့ယောဂကျွန်တော်ရှေ့မှာ2မျိုးရှိရလို့ကျွန်တော်ပြောခဲ့ candida ရှိမယ်ကျွန်တော်ဒီ dermatophytes ဆို candida က yeast အောက်ကပေါ့နော် dermatophytes ကကြောင့် mold အောက်ကပေါ့နော်ဒါဒီ2မျိုးရဲ့ဒီတွင်ပြင်လက္ခဏာလေးပြောမယ်ပေါ့နော် candida အောက်ကိုရေးပြောမယ်ဆိုတော့ candida မှာလို့ပြောရင်candidiasis ကတော့အဓိကတွေ့ရှိရများတယ်ပေါ့နော် candidiasis ဆိုတာ candida diabetomyositis လို့ခေါ်တဲ့ဒီ diaper ပေါ့နော်ဒီကလေးငယ်မှာခေါ်တဲ့ diaper လူကြီးမှာဆိုဒီအောက်ခံပေါင်းပြီပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကနေပြီးတော့ကျွန်တော်တို့ဖြစ်တယ်ဆိုတော့အဲ့ဒီဟာမှာစိုးထိုင်းသားမြင့်တယ်စိုးထိုင်းသားမြင့်တော့ဒီမှုဆွဲလို့ fungal infection ဖြစ်တယ်ပေါ့နော်ဆိုတော့အမှအဓိကကြောင်းရင်းကဒီစိုးထိုင်းစားပေါ့နော်အဲ့တော့ကျွန်တော်ကဖြည့်ရှင်းလို့ရမယ်ပေါ့နော်ဆိုတော့အဓိကဖြစ်တဲ့နေရာကတော့ဒီခန္ဓာကိုယ်အောက်ပိုင်းဒီ diaper ဝတ်တဲ့နေရာတဝိုက်မှာဖြစ်တဲ့ perianal area ပေါ့နော်ဒီတင်ပါနေရာပေါ့နော်အဲ့နေရာတွေမှာအဓိကတော့ဖြစ်တယ်ဆိုတော့ secondary infection ဆိုတော့ကျွန်တော်အဲ့ကနေကျွန်တော်ကုတ်တော့တခြား bacteria ပိုးဝင်တာမျိုးတွေသူကတွဲပြီးတော့ရှိတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တန်ရှင်းအောင်ထားဖို့တော့အဓိကပါပဲเนาะအဲ့တော့ပုံမှန်ဒီဆက်ပြားနဲ့ရေနဲ့ဆေးပြီးတော့6တွေ့ထားဖို့လိုတယ်ကျွန်တော်ဒီ moisture တို့ humidity တို့ short ဖို့ပေါ့เนาะဆိုတော့တန်လောက်ပေါ့เนาะကျွန်တော်ဒီအဲ့ဒီနေရာပေါ့เนาะဒီ back talk နေရာတင်ပစုံနေရာအဲ့လိုနေရာကိုတန်လောက်လေနဲ့ဒါရိုက်ထိတွေ့တာကိုစူးစမ်းပေးတယ်ကျွန်တော်ဒီဝိတ်ခဲ့မယ်ဆိုရင်ဒီ diaper တို့ဘာလို့မကြာခဏလဲပေးတာမျိုးတွေလုံတင်ပါဆိုပြီးတော့ပြောပါတယ်ဆိုတော့လိန်စေးပေါ့နော်လိန်စေးကဒီတော့ diarrhea တို့ဘာလို့လိုမျိုးဒီဝင်းလျှောလို့ဖြစ်တဲ့ဟာမျိုးတွေရှိခဲ့မယ်ဆိုတော့စင်းအောင်ဆိုင်လိုဟာမျိုးလိန်လို့ရတယ်ဆိုပြီးတော့ပြောတယ်ကဲပြီးသူကအရင်ဒီ dermatitis ကပြင်းထန်တယ်တောက်လျှောက်ဆက်ရှိနေဆိုတော့ဒီ intestinal infection ရှိနေလားလို့စဉ်းစားတင်ပါတယ်အခြား candida infection တွေရှိပါတယ်ဒါကတော့ candidiasis မှာဒီ skin fold ပေါ့နော်ဒီအရေပြားကောက်တွေမှာဖြစ်တဲ့ဒီပိုးဆွဲတဲ့ဟာပေါ့နော်အဲ့အမျိုးဆိုရင်တော့ဒီတီးကြတဲ့ myconazole เนาะ ketoconazole တို့ပါရှိရเนาะအဲ့ကောင်ဒီ2% ကို cream လိမ့်ပေးတယ်နဲ့အဲ့ဒါတွေလိမ့်တတိထားမှာတော့2 dose အတိုင်းရအောင်ကြိုးစားပြီးလိမ့်ပေးဖို့လိုတယ်เนาะ2 dose ကတော့တစ်နေ့ကို2ကြိမ်လိမ့်တင်ပါတယ်အဲ့ဘယ်လောက်ကြာအောင်လိမ့်တင်လဲဆိုတော့2ပတ်ကနေ4ပတ်ကြာအောင်လိမ့်တင်တယ်လို့ဆိုထားပါတယ်ဒီ superficial fungal infection အောက်မှာနောက်တစ်ခုက dermatophytosis ပေါ့နော် dermatophyte တွေဆိုတော့သူ့ရဲ့တွင်မြင်လက္ခဏာကြောင့်တွေ့ရှိရတဲ့နေရာပေါ်မူတည်ပြီးတော့ကွဲပြားလေးရှိရပါတော့တွေ့ရှိရတဲ့နေရာကဒီ scalp ပေါ့နော်ဥယျာဉ်ပြားရှိမယ်နောက်ဒီအမွှေးမြင့်မရှိတဲ့ glabrous တွေမှာ glabrous skin တွေမှာရှိမယ်နောက်ဒီအခေါက်တွေပေါ့နော်အစီကောက်တွေနဲ့ဒီခြေသက်လက်တွေပေါ့နော်အဲ့လိုနေရာမှာတွေ့ရှိရင်အဲ့ဒါတွေပေါ်မူတည်ပြီးတော့တွင်မြင်လက္ခဏာတွေကွဲပြားသွားတယ်ပေါ့နော် scalp လို့ပြောရင်ဦးခေါင်းပေါ့နော်ဦးရည်ပြားအဲ့မှာဆိုရင်တော့အဓိကတော့ကလေးငယ်တွေမှာတော့တွေ့ရတယ်ကျွန်တော်လက်ရှိဒီမှာဆိုရင်ဒီဘက်မှာဆိုရင်ဒီကရုံးသုံးထားတဲ့ကလေးငယ်လေးပေါ့နော်ဒီလိုမျိုးခြေသက်ဒေတာတွေဒီလိုမျိုးပေါ့နော်ဒီကျမကြီးဆောက်ထားဖို့အားနေတဲ့နေရာဒေတာရကလေးငယ်လေးကြည်လိုက်ရင်တို့ဦးခေါင်းမှာအဲ့လိုမျိုးတိတာမြင်ရတယ်တခါလေးကျွန်တော်တို့ဒီရက်ရွာထဲမှာဆိုဒီဒီကရုံးသုံးထားတဲ့ဒီကိုရင်ငယ်လေးတွေတီသားရှင်ငယ်လေးတို့တွေဆိုလဲတခါလေးကျွန်တော်တို့တွေ့နေတယ်ပေါ့နော်ဆိုတော့ဒါမျိုးပုံစံမျိုးတွေပေါ့နော်ဆိုတော့သူ့ရဲ့ပုံစံလေးကတော့ round ပေါ့နော်ဒီဝိုင်းဝင်းလေးပုံစံရှိရ scale လေးပြန့်ကြဲလေးနဲ့ဒီအလွှာလေးတစ်ခုလိုရှိနေတဲ့ဟာဒါ scalp မှာဥယျာဉ်ပြဖြစ်တဲ့ dermatophytes ပဲပေါ့နော်အဲ့တော့တခါလေးသူကရောင်နေရရှိမယ်ပြည်တဲ့နေရာမျိုးလေးရှိမယ်ဆိုပြီးပြောထားတယ်ပေါ့နော်အဲ့တော့ဘာလို့ treatment ပေးမလဲပေါ့နော်ကောင်းတာတော့ဒီဟာကိုလိမ့်မယ်ဆိုရင်တော့ကျွန်တော်ဒီကရုံးသုံးထားပဲဒါကိုစပြီးတော့တို့ညှက်ပြီးမှတော့လိမ့်စေးပေးတဲ့တယ်ပေါ့နော်လိမ့်စေးကကျွန်တော်ရှေ့မှာပြောခဲ့ myconazole 2% cream လိမ့်လို့ရတယ်အမြဲတမ်းချက်တင်တာတော့ဒါတွေမလောက်ခင်မှာတော့ဒီဆက်ပြာနဲ့ရေနဲ့ကတော့တခြားဆေးကြောတင်တယ်ပြီးမှဒီလိမ့်စေးလိမ့်ပေါ့နော်အမှန်မှ myconazole ရှိရ wet free cream wet free ointment ဆိုတာလည်းရှိရနော်အဲ့တော့အဲ့ဒါကိုကျွန်တော်လိမ့်ရတယ်အနည်းဆုံး2ပတ်ပေါ့နော်အနည်းဆုံး2ပတ်လိမ့်တင်တယ်ဆိုပြီးတော့ပြောထားပါတယ်ဒါကတော့အမွှေးမြင့်မရှိတဲ့အရေးပြားရဲ့တွင်မြင်လက္ခဏာတွေပေါ့နော်သူ့မှာတော့ပုံစံလေးတွေနည်းနည်းလေးတော့ကွဲသွားပြီမဲ့အရေးပြားဖြစ်တော့ဒီပုံစံအောက်မှာပေါ့သူရဲ့ဒီ border line ပေါ့နော် line အနေနဲ့သူက wall dermatitis ဆိုတာတိတိပရှိနေမယ်နောက်တစ်ခုကတော့ vesicule ပေါ့နော်ဒီလိုမျိုးအရေးကြီးဘူးလေးတွေပေါ်နေ
border လေးလိုမျိုးရှိနေအလယ်မှာတော့ healing ဖြစ်နေတဲ့ကြက်နေတဲ့နေရာမျိုးလေးရှိမယ်ဆိုပြီးတော့ပြောထားတဲ့ပုံလေးလည်းဒီမှာကျွန်တော်ထည့်ပြထားပါတယ် treatment အနေနဲ့ကကျွန်တော်တို့စောစောအတိုင်းပါပဲဒီ Miconazole 2% cream ကိုတော့မဟုတ် wood feed အဝိုင်းမှန်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အနည်းဆုံး2ပတ်ပေါ့နော်2ပတ်ကနေ4ပတ်ထိလိမ့်နေတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့နော် force တွေပေါ့နော် skin force ဖြစ်တဲ့ဒီအစီကောင်းလိုမျိုးကြားတွေပေါ့နော်အဲ့မှာ2ပိုင်းရှိရ interdigital space လို့ခေါ်တဲ့ဒီကျွန်တော်ဒီခြေချောင်းကြားလေးတွေပေါ့နော်အဲ့ဒါ tenia pedis လို့ခေါ်တယ် grind ဆိုတဲ့ပေါင်ချံကြားလေးဆို tenia cruris လို့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလဲပုံစံလေးတွေကတော့ဒီပြည်လေးတွေရှိမယ် fissure ဆိုတဲ့အကွဲအကြောင်းလေးရှိမယ်နောက်တစ်ခါဒီအဖြူရောင် scale လေးရှိမယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးတွေနဲ့ပဲလာပါတယ်ဆိုတော့ fungal တွေကတော့သူ့ရဲ့ typical ပုံစံလေးအောက်မှာပဲသွားပါတယ်ကျွန်တော်တို့ဆိုတော့သူ့ရဲ့ treatment မှာကျတော့ Miconazole 2% cream ပေါ့နော်ဒီမှာတော့ကျွန်တော် food feed ဝိုင်းမှာကိုမသုံးသင့်ဘူးဆိုပြီးတော့တိုက်တွန်းထားပါတယ်